ဒီဆက်လေးကဘာဖြစ်တာလဲဆိုတော့အခုဒီကောင် power ပိတ်လိုက်တယ်ဆိုရင်လည်းပြန်ပွင့်တယ်ပေါ့နော်အဲ့ဒါဘာဖြစ်တာလဲဆိုတော့ရှာကြည့်ရမှာသူရဲ့ဒီ main boat ထဲမှာတော့ပြဿနာရှိရပါတော့အဲ main boat ကိုတစ်ချက်စစ်ကြည့်မယ်ဘာဖြစ်လဲဆိုတာကိုအခုလောဆယ်တော့မသိသေးဘူးပေါ့နော်ကျွန်တော်စစ်ကြည့်ရမှာဒီဆက်လေးကဘာဖြစ်တာလဲဆိုတော့အခုဒီကောင် power ပိတ်လိုက်တယ်ဆိုရင်လည်းပြန်ပွင့်တယ်ပေါ့နော်အဲ့ဒါဘာဖြစ်တာလဲဆိုတော့ရှာကြည့်ရမှာသူရဲ့ဒီ main boat ထဲမှာတော့ပြဿနာရှိရပါတော့အဲ main boat ကိုတစ်ချက်စစ်ကြည့်မယ်ဘာဖြစ်လဲဆိုတာကိုအခုလောဆယ်တော့မသိသေးဘူးပေါ့နော်ကျွန်တော်စစ်ကြည့်ရမှာကျွန်တော်အခုလိုက်တဲ့အချိန်မှာပေါ့နော်ကျွန်တော် circuit ကိုလိုက်တဲ့အချိန်မှာဒါသူဒီပင်ကိုလေးရရင်ပြီးတော့မှခုနpower အဖွင့်ပိတ်လုပ်တဲ့နေရာကိုတွားတယ် cable နဲ့ဆက်တာပေါ့နော်ဆက်တဲ့အချိန်မှာသူ့ပတ်လင်းကိုလိုက်တဲ့အချိန်မှာဒီမှာ shocky dial လေးရှိရပေါ့နော်ဒီ shocky dial လေးကိုdial လေးကိုဘယ်ရိုက်မှာ control လုပ်လဲဆိုဒီ IC ရရင်ပြီးတော့မှလှမ်းပြီးပို့တယ်ဒီရရင်ပြီးတော့မှပြန်ထွက်ပြီးတော့ဒီဘက်ကိုတွားတယ်ပေါ့နော်အဲကျိုးကိုတွားတယ်ပေါ့နော်ဒီဟာလေးတစ်ခုတော့တွေ့တယ်ဒီ IC ပဲမကောင်းတာလားဒီဟာပဲဒီ shocky dial ကိုပဲမကောင်းတာလားဆိုတော့တစ်ချက်စစ်ကြည့်ရမှာပေါ့နော်စစ်မဲဆိုတော့ကျွန်တော်စစ်လိုက်တဲ့အချိန်မှာတော့ဒီ shocky dial ကတော့တန်ဖိုးတွေပဲပြရတယ်ကောင်းတယ်ပေါ့နော်အဲ့ဆိုဒီကောင်ဝိုင်းပြီးတော့ဒီကိုလာတဲ့ဒီကောင်ကိုတန်းလာတဲ့နေရာကဒီကောင်စီ connection direct လာတာဒီနေရာဖြစ်နေเนาะဒီ IC ရဖြစ်နေเนาะဒီ IC ရဖြစ်နေရဆိုတဲ့အခါကျတော့ဒီ IC ရဲ့သူ့ရဲ့ data sheet ကိုတော့ကျွန်တော်တစ်ချက်ပြန်ကြည့်ရမှာအဲ data sheet ကိုကြည့်ပြီးသွားလို့ရှိရင်အငုတ်ကဘာလောက်တာလဲဆိုတော့ကျွန်တော်ပြန်ပြီးတော့
ကြည့်မယ်ကြည့်ပြီးသွားလို့ရှိရင်ဒီ IC အကယ်၍လဲတင်နေဆိုလို့ရှိရင်တော့ရှားပြီးလဲရမှာပေါ့နော်ခုန power auto ကိုပွင့်နေပြဿနာဒီ IC ကြောင့်ပေါ့နော်အခုကျွန်တော်ဒီ IC ကိုလဲပြီးသွားပြီပေါ့နော်ဘာလို့ဒီ IC ကြောင့်လို့ပြောရလဲဆိုဒီ IC ရဲ့မျိုးဒီကောင်ကို power control အပိတ်ပွင့်တော့ဒီကောင်ကို control လုပ်ထားတဲ့ IC ပေါ့နော်ဒီဟာလေးကိုကျွန်တော်ဖြုတ်လဲလိုက်တယ်ဖြုတ်လဲပြီးတော့အခုပြန်တက်ပြီးပြန်ဆန်းကြည့်မယ်ပေါ့နော် power ဖွင့်ကြည့်မယ်ပြန်ပိတ်လို့ပြန်ဖွင့်လားမဖွင့်လားကိုကျွန်တော်ပြန်ကြည့်ရမယ်ပေါ့နော်အခုတော့ဒီကောင်ကိုလဲပြီးသွားပြီပေါ့နော်လဲပြီးသွားဆိုကျွန်တော်ပြန်တက်ပြီးပြန်ဆန်းမယ်အခုဒီကောင်ကို power ပြန်ပိတ်ကြည့်မယ်ပေါ့နော်ပြန် on လားမ on လားပေါ့နော်မ on တော့ဘူး power တော့မ on တော့ဘူးဒါပေမဲ့ဒီကောင်မှာဘာ error တခုကြံသေးလဲဆိုတော့ speaker malfunction ဆိုတဲ့ error တခုကြံသေးတယ်အဲ့ဒါကိုစစ်ကြည့်ရမှာပေါ့နော်အဲ့ဒါကိုပြင်ကြည့်ရမယ်အဲ့ဒါကိုထပ်ပြင်အောင်မယ်ပေါ့နော်ဒါကတော့ဒါ power auto on နေတဲ့ပြဿနာကိုအခုရှင်းလိုက်တာပေါ့နော်